ဒီပင်ကတော့ဘူဒီနာပင်ပဲဖြစ်ပါတယ်အများဖြင့်ပူစီနံလို့လည်းခေါ်ကြပါသေးတယ်သူ့ပင်ရတာကထက်မြက်တော့ရတာရှိပြီးတော့အနံ့မှုတဲ့တဘောရှိပါတယ်ပလိတ်ကိုနိုင်စေတတ်ပါတယ်ရာသီတွေကိုတက်ဆင်းစေတတ်ပြီးတော့ကြောက်ကပ်ကိုအားပေးစေတတ်ပါတယ်အသည်းနဲ့တည်းရဲ့ယောဂါတွေကိုကျေးဇူးပြုတတ်ပြီးတော့ပန်းနိုင်ရင်ကျက်ယောဂါအတွက်၎င်းအကျော်အစစ်ရောင်တဲ့ယောဂါတွေအတွက်၎င်းကျေးဇူးပြုစေတတ်ပါတယ်သူ့ရဲ့အပင်6ကဖျားယောဂါနဲ့ရင်ငတ်တဲ့ယောဂါတွေကိုကင်းချင်းစေတတ်ပါတယ်ဝမ်းမီကိုတောက်စေတတ်ပြီးတော့စီးကိုရှင်စေတတ်ပါတယ်တက်ကြွစေတတ်ပါတယ်သူရတဲ့ယောဂါနဲ့ပြုတ်ရတဲ့ယောဂါတွေဆိုလို့ရှိရင်တော့တခြားဆေးဘက်တွေနဲ့ရှင်ပြီးတော့အသုံးပြုလို့ရနိုင်ပါတယ်သူ့ရဲ့အပင်ပြုတ်ရည်ကိုတောက်ပြီးမယ်ဆိုလို့ရှိရင်တော့အကျော်အစစ်ရောင်ကိုက်ချင်းတွေကိုကိုက်ခဲချင်းတွေကိုတက်တာပြောင်းကင်းစေတတ်ပါတယ်အေးပြားဖျားခဲ့မယ်ဆိုလို့ရှိရင်တော့သူ့ရဲ့အပင်ကိုချင်းချောင်းနဲ့ပြုတ်ပြီးတော့တောက်ပေးရမှာဖြစ်ပါတယ်သူ့ရဲ့ရွက်နှုတ်ကိုကြိတ်ပြီးတော့ရှူပေးမယ်ဆိုလို့ရှိရင်တော့သွေးဝေမူးမိုက်ချင်းတွေကိုတက်တာပြောင်းကင်းစေတတ်ပါတယ်သူ့ရဲ့ရွက်တတ်ထုရည်ကိုလိမ့်ညံပေးမယ်ဆိုလို့ရှိရင်တော့နဖူးကိုက်ချင်းနဲ့မြေရိုးကိုက်ချင်းတွေကိုတက်တာပြောင်းကင်းစေတတ်ပါတယ်သူ့ရဲ့အရွက်ချွေးပြန်ရည်ကိုတောက်ပေးမယ်ဆိုလို့ရှိရင်တော့သွေးတိုယောဂါကိုတက်တာပြောင်းကင်းစေတတ်ပြီးတော့သူ့ရဲ့ရွက်ကိုတကြားနီခဲနဲ့ဝါဆပေးမယ်ဆိုလို့ရှိရင်တော့ကျိုးထိုးတဲ့ယောဂါကိုတက်တာပြောင်းကင်းစေတတ်ပါတယ်